ကျွန်တော်ခု Premiere Pro ရဲ့ဒီ panel တွေအလုပ်လုပ်ပုံတစ်ချက်အကုန်လုံးရှင်းပြမယ်เนาะတစ်ချက်လောက်လိုက်ကြည့်ပြပါအောင်အခု Premiere Pro ဆိုတဲ့ software ကိုစဖွင့်ခြင်းမှာအခုပုံမှာပြထားသလိုပဲဘာမှတော့တွေ့နေမှာမဟုတ်ဘူးဆိုတော့ကျွန်တော် project အသစ်လုပ်မယ်ဆိုရင် new project ကိုနှိပ်မယ်ဒီမှာဆိုရင် project name နဲ့ location ဆိုတာပေါ်လိမ့်မယ် project name မှာအခုလက်ရှိလုပ်မဲ့ project တစ်ခုခုကိုလုပ်ပေါ့နော်ရေးတာပေါ့ဥပမာဆိုရင်ကျွန်တော် day 1လို့ရေးလိုက်မယ်ပြီးတော့ရင် location ဆိုတာကိုမှတ်မိလွယ်မဲ့နေရာကိုတီးတန့်ဒီ edit လုပ်တဲ့အခါမှာဒီ folder မှာပဲအလုပ်လုပ်မယ်ဆိုရင်ဒီ folder မှာပဲသိမ်းပေါ့နော်ဆိုရင်ဒီမှာ25 days challenge ဆိုပြီးရေးလိုက်မယ် day 1 save လုပ်လိုက်မယ်ပြီးတော့ရင်ဘာမှနှိပ်ရမလို့ create ဆိုတဲ့ဟာလေးနှိပ်လိုက်ရင်ရပြီ create လုပ်လိုက်မယ်ဒုတိယ page မှာကဘာမှလုပ်ဖို့မလိုပါဘူးဒီထဲမှာကကျွန်တော်တို့ skip ကိုနှိပ်လိုက်ရင်ရပါပြီဆိုရင်ကျွန်တော်တို့ဒီလို panel တစ်ခုရလာလိမ့်မယ်ပေါ့နော်ဒီလို panel တစ်ခုရလာမယ်ဒီလို panel တစ်ခုရလာပြီဆိုတော့အကယ်၍ဒီပုံစံတိုင်းမဖြစ်နေသေးဘူးဆိုရင်ဒီမှာ window workspace မှာတခြား panel တစ်ခုခုရွေးကြည့်ပါဥပမာ effect ဆိုရင်ဒီပုံစံဖြစ်မယ် assembly ဆိုရင်ဒီလိုဖြစ်နေမယ်တခါတလေကျဒီလိုပုံစံလေးဖြစ်နေတယ်ပေါ့နော်ဖြစ်နေတဲ့တဲ့ဆိုရင်ကိုယ့်အတွက်အဆင်ပြေမဲ့ workspace ကိုရွေးပါတော့ကပုံမှန်ဒါနဲ့အလုပ်လုပ်နေကြဆိုတော့ဒါကိုပဲရွေးလိုက်ပါမယ်ဒီလိုလုပ်ရတာခက်လားဆိုတော့အခုလိုပုံစံရွေးရတာလည်းမခက်ပါဘူးဘာလို့မခက်လဲဆိုတော့ဥမာဒီ properties ကိုကျွန်တော်ဒီ timeline နားကိုဆွဲကပ်ပြမယ်နော် properties ဆိုတဲ့စာလေးပေါ်မှာ click ထောက်ပြီးတော့ရင် timeline နားအခုလိုအပြာရောင် box ကလေးနော်သူနဲ့တဒန်းနဲ့ဖြစ်နေတဲ့ box ကလေးဒီလိုဆိုရင်သူ့ရဲ့အောက်ကိုကျသွားလိမ့်မယ်ဒါဆိုရင်အလယ်ကိုရောက်သွားလိမ့်မယ်သူနဲ့တူကတ်ထားခြင်းနေဆိုရင်သူနဲ့တူဒန်းနဲ့ဖြစ်နေတဲ့စာလေးနားမှာလွတ်လိုက်အဲဆိုရင်သူက timeline နားလေးမှာ panel နားမှာကတ်သွားလိမ့်မယ်ကျွန်တော်အဲ့ဒါကိုမလိုချင်ဘူး properties ကိုဘက်ကိုပြန်ထားမယ်ဆိုရင်လည်းတဒန်းနဲ့ကြားတဲ့နေရာမှာထားပါအကယ်၍ဒီ properties ကိုပဲဒီဘက်ဘေးဘက် down zone နားမှာထားခြင်းနေဆိုရင်စာလေးပေါ်မှာ click ထောက်ဖိဆွဲသွားပြီးတော့ရင်ဒီလိုမျိုးလေးအစုံလေးမှာကတ်လိုက်အဲဆိုရင်သူကတခုတည်းတီးတိုင်းဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်ဒီလိုမျိုးလေးတွေနည်းနည်းရွှေ့ကြည့်ပါโอเคပြီးတော့ရင်ဘာလုပ်လဲဆိုတော့ကျွန်တော်ကို raw တွေဒီ folder တွေတိစောက်တယ်ပေါ့နော် bin တိစောက်တာကျွန်တော်ပုံမှန်အားဖြင့် bin တွေကို6ခုတိစောက်လို့ရှိပါတယ်အဲ့ဒါကဘာတွေလဲဆိုတော့ raw ရယ် mass ရယ် seq ဆိုတဲ့ sequence ရယ်နောက်တစ်ခုက b row ဆိုတာရယ် sf8 ဒါမှမဟုတ် oreo ပေါ့နော် oreo ဆိုတာရယ်နောက်ပြီးတော့ recs ဆိုတာကကျွန်တော်တို့ channel တွေကျွန်တော်တို့ logo တွေ intro animation ending animation ဒါတွေရှိတယ်ဆိုရင်ဒီဟာတွေကိုတီးသန့်ထားတဲ့နေရာပေါ့နော် raw ဆိုတာကကြတော့ကျွန်တော်တို့ရိုက်ထားတဲ့ raw တွေဒါမှမဟုတ် client ပေးလာတဲ့ raw တွေပေါ့နော်အစရှိတဲ့ပြင်ဒါတွေကိုတင်ထားဖို့အတွက်ပါဆိုတော့ဒီ6ခုကိုဖွဲ့ပြအောင်ဖွဲ့ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဟာကို professional workflow လို့လည်းခေါ်ပါတယ် folder တွေပွားထားနေမယ်ဆိုရင်ဘယ်အလုပ်ရှင်ကမှမကြိုက်သလိုဘယ် senior ကမှ folder တွေအရင်ပွားထားနေရင်မကြိုက်ပါဘူးဘာကြောင့်လဲဆိုတော့ folder တွေပွားထားနေဘယ်နေရာမှာပြင်ရမယ်ဘယ်နေရာမှာဘာတွေထည့်ရမယ်ဆိုတော့လိုက်ရှာရတာအရင်အချိန်ကုန်ပါတယ်ဆိုတော့ folder လေးတွေကိုတေချာလေးဖွဲ့ပါဟုတ်ပြီနော်အခုကျွန်တော် panel လေးတွေအကြောင်းနည်းနည်းရှင်းပြမယ်ဒါဒီ tools bar ပါ tools bar panel ပေါ့နော် tools bar လို့ခေါ်ပါတယ် selection 2ရှိမယ် track forward backward တွေရှိမယ် repair edit တွေရှိမယ် blade razor 2 blade 2တွေရှိမယ်ဒါတွေအစုံပေါ့နော်ကျွန်တော်တို့ clip တွေကိုဒီကနေပဲအကုန်လုံးပြင်ကြမယ်ပြောင်းကြမယ်ဒါကို tools bar လို့ခေါ်ပါတယ်ပြီးတော့ဒါဒီ timeline မှာ timeline လို့ခေါ်ပါတယ်ဒီအခေါ်အသုံးအနှုန်းလေးကိုလည်းနည်းနည်းလေးမှတ်ထားပေးပါနော်ဒါကို timeline လို့ခေါ်ပါတယ်ဒါကျွန်တော်တို့အလုပ်လုပ်ရမယ့်နေရာပါဒါဒီ program monitor လို့ခေါ်ပါတယ်ဒီမှာ program လို့ရေးထားပါတယ် program monitor ဒီကျွန်တော်တို့ timeline မှာဘာပဲအလုပ်လုပ် program monitor မှာပေါ်လာမှာဖြစ်ပါတယ်နောက်ပြီးတော့ဒါဒီ project panel ဆိုတာဒီကျွန်တော်တို့ပြောရရင်တော့ window မှာ folder ဖွဲ့သလိုပေါ့နော်ဒီထဲမှာစနစ်တကျ folder C ဖွဲ့ထားတာကို project panel လို့ခေါ်ပါတယ်နောက်ပြီးတော့ properties ဆိုတာကကျတော့ကျွန်တော်တို့ clip တွေရဲ့ values တွေပေါ့နော် values တွေကိုကျွန်တော်တို့ပြင်မယ်ပြောင်းမယ်ဆိုရင်
ဒီဘက်ဒီမှာတွားပြီးတော့ပြောင်းလို့ရပါတယ် properties မှာတွားပြီးတော့ပြောင်းလို့ရပါတယ်နောက်ပြီးတော့ပါလဲဆိုတော့ effect ဒီ effect panel ဒီကျွန်တော်တို့ video clip တွေ audio တွေမှာပြောင်းနေတဲ့ effect တွေထည့်နေတဲ့ effect တွေရှိတယ်ဆိုရင်ဒီမှာတွားရှာရပါတယ် effect ထဲမှာတွားရှာရတယ်ပြီးတော့ရင် effect control ဆိုတာကကျွန်တော်တို့ထည့်လိုက်တဲ့ effect တွေကိုကိုလိုချင်တဲ့ပုံစံရအောင်ပြန်ပြောင်းယူရတာကို effect control လို့ခေါ်ပါတယ်ဆိုတော့ timeline ဆိုတဲ့ဟာသိမယ် tools bar ကိုသိမယ် program monitor ကိုသိမယ် effect control ကိုသိမယ် effect ကိုသိမယ် project panel ကိုသိမယ်ဆိုရင်ဒါကျွန်တော်တို့တော်တော်လေးအလုပ်ဖြစ်သွားပြီဆိုတော့အဲ့ဒါလေးကိုတစ်ချက် like လုပ်ပေးကြည့်ပါ